စီကန်းတွေရကြောက်စရာကောင်းတဲ့တရေတွေရှိမှအတန်လုံးဝမထွက်ရဘူးလို့ဆိုထားတယ်ဒါပေမဲ့မင်းကတရေမကြီးကိုအော်ခေါ်လိုက်တယ်အမေတရေမကြီးလိမ့်ပါတယ်ကလေးလေးမကြောက်နဲ့တော့အမေရှိတယ်စာကူရနိုင်ငံကကစားသမားတယောက်ကမင်းကိုအလွယ်တကူအနိုင်ကျင့်လို့ရမယ်ထင်ထားပေမဲ့စကားနဲ့တင်အသက်ခံလိုက်ရတယ်ဘာလို့လဲဆိုတော့ဒီကလေးခန္ဓာကိုယ်ထဲမှာမင်းကတရေတွေစီကကျဉ်းနှံမှုနည်းနည်းလေးကိုဆွဲထုတ်နိုင်ပြီးသူတို့ရဲ့အနေပေးနိုင်စွမ်းကိုရှော့ချပစ်နိုင်လို့ပဲတရေမကြီးဒီနေရာကရှုပ်ချက်ခတ်နေတာပဲအမေသားကိုကိုဘက်ခေါ်သွားပြီးမယ်အမေကစားချင်ရင်တော့ကစားလေကလေးလေးအမေဒါကသိပျော်စရာကောင်းတာပဲကလေးလေးအမေနဲ့အတူကစားမလားစနစ်အမျိုးသမီးဆရာဝန်အနေပေးနိုင်စွမ်း65%အမေသားသဘောကျရင်ပြီးတာပါပဲအမေအခုအလုပ်သွားလို့တော့မယ်နော်အင်းသွားလေအမေအလုပ်တွေအရန်ကြီးပြင်ပန်းခံမလုပ်နဲ့ဦးတော့အခန်းထဲကလူတွေအားလုံးကမနာလို့ဖြစ်ပြီးမခံချင်ဖြစ်နေကြတယ်တိုက်ရိုက်ထုတ်လွှင့်မှုစကားပြောခန်းထဲမှာတော့ပောက်ကွဲထွက်နေပြီဘဝကြီးကမတရားလိုက်တာစကားပြောခန်းတရေမကပြုံးနေပြီးသဘောကောင်းနေတယ်ငါတို့ရဲ့စိန်ခေါ်သူတွေကဒုက္ခရောက်နေချိန်မှာသူကဟိုမှာကစားနေတယ်ဘယ်လိုလုပ်တရားမှလဲငင်ငင်လေးရက်နေတာကသူတို့ကိုကဲတင်နိုင်မယ်လို့ထင်နေချိန်မှာပဲအတန်ချက်စကြီးကနေထွက်ပေါ်လာတယ်လူနာတွေကျမစီဖို့စကင်ကြီးကိုကြည့်ပြီးဒါလေးကျင်ငယ်လောက်ကြပါတဲ့ဖောက်ထွင်းမြင်ရတဲ့စကင်တစ်ခုပေါ်လာပေမဲ့လူတွေမဟုတ်ဘူးထူဆန်းတဲ့လှုပ်ရှားမှုတွေလုပ်နေတဲ့တိရစ္ဆာန်အုပ်ကြီးပဲအားလုံးကဇဝေးဇဝါဖြစ်ကုန်တယ်အဲ့ဒီလှုပ်ရှားမှုတွေကအရန်ကိုထူဆန်းလုံးနဲ့လိုက်လို့ရင်စီကန်းနံပါတ်3ကိုချိုးဖောက်မိလိမ့်မယ်လိုက်မလို့ရင်လည်းဘာဖြစ်မလဲဘယ်သူတိမှလည်းစနေဒါလေးကျင်ငယ်ဆိုတာထောင်းချောက်ပဲစီကန်းတွေအားလုံးကိုမျိုးသမီးဆရာဝန်ကသတ်မှတ်ထားတာအတိတ်ပဲဖွင့်ဆိုချက်အားလုံးကသူ့အပေါ်မှာပဲမူတည်တယ်စနေရဲ့အကြံပြုချက်အမျိုးသမီးဆရာဝန်ရဲ့မိခင်မြစ်တာကိုနှိုးဆွဖို့သူရှိမှငြိမ်မကောင်းချင်အောင်ကောင်းပါခုမှပဲသဘောပေါက်သွားတော့တယ်သူကဒီကဘာလေးရဲ့အဓိကအချက်ချပဲအသက်ရှင်ခြင်းနဲ့တည်ဆုံခြင်းကသူ့လက်ထဲမှာပဲရှိတယ်ပြီးတော့အဲ့ဒီတုတ်တန်ကြီးကအခြေခံအဖြစ်တည်တံပေးတဲ့အရာပဲငြိမ်ငြိမ်ရက်နေတဲ့သူတိုင်းကရိုက်တက်ခံရတာပဲ3မိနစ်တောင်မပြည့်ခင်မှာလူ20လောက်တည်သွားပြီးထိုင်းစိန်ခေါ်သူတယောက်ကပြန်လဲခုခံပြီးတုတ်တန်ကိုလူပို့သူသားတဲ့ချက်ချင်းပဲကြီးမားတဲ့ပြည့်စက်အားကြောင့်ထောက်တန်းထားတဲ့အလောင်းတစ်လောင်းလိုတူးရသွားတယ်အရန်ကိုရက်စက်လုံးနဲ့ကျန်ရင်သူတွေကခိလန့်သွားပြီးစကင်ပေါ်ကလှုပ်ရှားမှုတွေကိုစတင်လိုက်လုပ်ကြတော့တယ်သူမကသူတို့ကောင်းတွေကိုဖျက်ပစ်လိုက်မှာကိုအရန်ကြောက်နေကြတာလေသူမကရင်းစီကိုရှောက်လာတယ်မင်းကနှစ်ခုကိုကန်ပြီးအမင်းတက်အားနဲ့ကျင်အောင်ဆောင်လိုက်တယ်တခြားစိန်ခေါ်သူတွေကတွေးလိုက်တယ်ဟာနေမကောင်းချင်အောင်ဆောင်တင်ပြီးသားတရေကငတုံးလို့ထင်နေတာလားအမျိုးသမီးဆရာဝန်ဘာဖြစ်လို့လဲကလေးလေးအမေသားတကူလုံးအားမရှိတော့ဘူးဒီချိန်ကမလုပ်နိုင်တော့ဘူးခင်နေလေလို့အရန်ဆိုးရနေတယ်သူမကတုံ့တိုင်းမနေပဲမင်းကိုကိုချီပြီးစမ်းတက်ခိုင်းတဲ့ကိုခေါ်သွားတယ်အနီးနားကစိန်ခေါ်သူတယောက်ကအံ့ဩသွားတယ်မင်းကတရေလေးပြီးတော့ဒီလောက်တောင်သဘောကောင်းနေတာလားစမ်းတက်ခန်းထဲမှာသူမကအမြန်စစ်ဆေးကြည့်လိုက်ပြီးမျက်မှောင်နဲ့ကျုပ်သွားတယ်သူမရိပ်မိသွားမှကိုမင်းကြောက်သွားပြီးသူမခါကိုဖတ်ထားလိုက်တယ်ကလေးလေးမေသားတီတော့မှလားတားမကြခင်တရားတော့မှလားတားမသိချင်ဘူးတားမိနဲ့အတူနေချင်တယ်စနစ်မျိုးသမီးဆရာဝန်အနေနဲ့ပေးနိုင်စွမ်း90%သူမကမင်းကိုမတက်ဖို့ဆုံးဖြတ်လိုက်ပြီးမျိုးသမီးဆရာဝန်တားအာဟာရပြတ်နေတာမေသားအတွက်အားစိနဲ့တွားယူလိုက်ဦးမယ်ဒီမှာပဲနေခဲ့တော့အပြင်ကိုလုံးဝမထွက်နဲ့လေးပြင်းအောင်လို့မင်းကကတင်ပေါ်မှာထိုင်ပြီးမလုံးမရှက်နေလိုက်တယ်